မင်္ဂလာပါရှင်။လာမယ့်ရက်ပိုင်းတွင်မှလှိုင်းသာပါဝင်ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမြေပြုံမဲ့လို့ခိုင်လုံတဲ့သတင်းရင်းမြစ်တွေကနေသိရတယ်။နိုင်ငံပိုင်အရာဝတီသတင်းစာရဲ့တရားဝင်ပေါ်ပြချက်အရလှိုင်းသာရရွှေပြည်သာနောက်ပိုင်းလာသာလမ်းမတော်ကြီးမနိုင်တကုံစိတ်ကန်းနဲ့မြင်းဒီကုန်းစားတဲ့ရန်ကုန်တဝမ်းမှာစားနဲ့ရေးစိတ်ဝင်နေပြီးလုံထုံးလုံနီမရှိရန်ကုန်ကဘန်ကောက်နဲ့ဂျာကာတာမြို့ကြီးလို့ကြီးမားတဲ့အန်ရီနဲ့စုံတွေ့ရနိုင်တယ်လို့ကျွမ်းကျင်သူတွေကဆိုထားတယ်။ဒီလိုဖြစ်ရတာဘာကြောင့်လဲဆိုရင်တော့စက်မှုမြို့တော်ဖြစ်တည်ထားတဲ့ရန်ကုန်မြို့ကြီးမှာတားဆီးမဲ့မြေရောက်ရေထုတ်ယူမှုကြောင့်ပဲဖြစ်တယ်။လူ9တန်းကျော်နေထိုင်တဲ့ရန်ကုန်မြို့မှာတွင်းရတူဖောက်ခြင်းကိုလွန်ကျွံပြုလုပ်ကြပြီးအဲ့ဒီဂျုံဆက်ကြောင့်ပဲရေရှိတဲ့နေရာတစ်ဖြစ်ဖြစ်နှိမ့်စင်လောက်လာနေတယ်။ရန်ကုန်မြို့ရဲ့ရေပေးဝေရေးစနစ်ဟာမြို့ရဲ့လိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်လို့လှိုင်းသာရွှေပြည်သာစမှုဆောင်တွေပါဝင်လူလက်တန်းစားအိမ်အောင်ဆွေနဲ့ဆင်းမြင့်ကွန်တော်တွေဟာကြီးကြပ်မှုမရှိဘဲကိုပိုင်အဝေးစီတွင်းတွေအပြိုင်ဆိုင်တူနေကြတယ်။ဒါဟာသဘာဝကရေပြန်ဖြစ်တည်ပေးရတဲ့ထုတ်ယူမှုကကျော်လွန်သွားတဲ့အခါမှာရေကြိုဖိအားကျဆင်းပြီးကပလီပင်လယ်တွေကရေငန်းတွေဟာကုန်းထဲပိုင်းကိုတဖြည်းဖြည်းစိတ်ဝင်လာတာပဲဖြစ်တယ်။လူချမ်းသာရက်ကွက်တွေမှာလည်းရေတွင်းတွေခန်းချနေသလိုလိုင်းတာရလာတာလမ်တော်ကြီးမနိုင်စားတဲ့နေရာတွေမှာပင်လယ်ရေငန်းတွေစိတ်ဝင်နေတယ်။ရန်ကုန်မြို့ကန်60ရာခိုင်နှုန်းလောက်ကနေ့စဉ်ရေအတွက်မြောက်ရေကိုမိခိုနေရပေမဲ့စီမံခန့်ခွဲမှုကင်းမဲ့နေရလို့2020ပြည့်နှစ်စစ်တမ်းနေရဆိုပါတယ်။